ရေယုံနီရွေးချယ်သွားခဲ့တဲ့ TRD ပရီးမီယာလိရဲ့အကောင်းဆုံးကစားသမား9ဦးပရီးမီယာလိပွဲစဉ်တွေအခုဆိုရင်ပွဲစဉ်33ပြီးလို့34ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ပွဲစဉ်33ပြီးဆုံးသွားတဲ့အထိပရီးမီယာလိချန်ပီယံဆုဟာဘယ်အသင်းကရရှိသွားမလဲဆိုတာတည်တည်ချာချာခါခါနနမသိရသေးသလိုဘယ်အသင်းဖြစ်ပါတယ်ဆိုပြီးတက်မပြောနိုင်သေးပေမဲ့လာမယ့်ပရီးမီယာလိပွဲစဉ်34ရောက်မှာတော့ပရီးမီယာလိချန်ပီယံအသင်းကလီဗာပူးအသင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုပရိသတ်တွေအနေနဲ့မြင်တွေ့သွားရဖို့ရှိနေခဲ့ပြီဖြစ်ပါတယ်။လီဗာပူးအသင်းဟာသူတို့ရဲ့ပရီးမီယာလိပွဲစဉ်34ကို FA ကွင်းကြီးထဲမှာစပါအသင်းနဲ့ရင်ဆိုင်ကစားသွားရမှာပါ။ပရီးမီယာလိဘောလုံးရာသီတွေကလည်းပြီးဆုံးဖို့နီးကပ်လာနေခဲ့တာဖြစ်သလိုအဲ့လိုနီးကပ်လာတဲ့အမျှတချို့သောပြိုင်ဆိုင်မှုတွေကလည်းတော်တော်လေးပြင်းထန်နေခဲ့တာကိုမြင်တွေ့နေခဲ့ရတာပါအဲ့လိုပြိုင်ဆိုင်မှုပြင်းထန်နေခဲ့တဲ့ပရီးမီယာလိကလပ်အသင်းတွေထဲကနေဒီဟာဒီအကောင်းဆုံးကစားသမား9ယောက်ကိုမန်ယူအသင်းရဲ့ကနဝင်တိုင်းစစ်မှုကြီးရေယုံနီကရွေးချယ်ပေးသွားခဲ့ပါတယ်ရေယုံနီရွေးချယ်ပေးသွားတဲ့ကစားသမား9ယောက်ထဲမှာတော့မန်ယူအသင်းရဲ့ကပတိန်ဘရူနိုဖာနန်ဒက်နဲ့ချဲလ်ဆီကစားသမားကိုပါမာတို့လည်းပါဝင်နေခဲ့ကြတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ဟာဒီဟာဒီပရီးမီယာလိမှာဆိုးရွားတဲ့ပုံစံပြသနေပေမဲ့လည်းဖာနန်တက်ကနောက်ထပ်တစ်ကြိမ်အထင်ကြီးစရာရာသီကိုပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ပရီဂျေဝင်းဟာမန်ချက်စတာယူနိုက်တက်အတွက်ဒီရာသီမှာသွင်းဂိုး18ဂိုးနဲ့ဂိုးဖန်တီးမှု15ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပြီးဂိုးပါမကလည်းချဲလ်ဆီအတွက်သွင်းဂိုး14ဂိုးနဲ့ဂိုးဖန်တီးမှု10ကြိမ်ပြုလုပ်ပေးထားခဲ့တာဖြစ်ပါတယ်။အင်္ဂလန်ဂျေဝင်းဟာရာသီပထမပိုင်းမှာနောက်ထပ်တစ်ကြိမ်ထိုးကြုံပြောင်းပြောင်းတဲ့ကစားသမားဖြစ်ခဲ့ပေမဲ့လည်းသူ့ရဲ့ခြေစွမ်းဟာခရစ်စမတ်ကာလာကလေးကကြာဆင်းလာခဲ့တာကိုမြင်တွေ့ထားခဲ့ရတာပါ။ဒါပေမဲ့ရေယုံနီကတော့ကိုပါမာကိုသူ့ရဲ့ဒီယာဒီပရီးမီယာလိထိပ်တန်းကစားသမား9ဦးထဲမှာမန်ယူအသင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်၊နော်တင်ဖော်ရဲ့အသင်းကမော်ဂန်ဂစ်ဝိုက်၊နျူကာဆယ်အသင်းရဲ့တိုက်စစ်မှုအလန်ဆန်နာအိဆန်၊လီဗာပူးအသင်းရဲ့အီဂျစ်သားကြီးမိုဟာမက်ဆာလာတို့နဲ့အတူထည့်သွင်းခဲ့တာဖြစ်ပါတယ်။အင်္ဂလန်ကစားသမားတစ်ယောက်ဖြစ်တဲ့မော်ဂန်ဂစ်ဝိုက်ရဲ့အလွန်ကောင်းမွန်တဲ့ပုံစံကနော်တင်ဖော်ရက်ကိုချန်ပီယံလိဝင်ခွင့်ရအောင်ကူညီပေးနိုင်ခဲ့ပြီးပြီးခဲ့တဲ့နိုင်ငံတကာပွဲအားလည်းရမှာလည်းအင်္ဂလန်လက်ရွေးစင်လူစင်းနဲ့ပြန်လည်ပါဝင်သွားခဲ့ပါတယ်။ဆွေဒင်သားတိုက်စစ်မှုဖြစ်တဲ့အလန်ဆန်နာအိဆက်ကလည်းလာမယ့်ရာသီမှာနျူကာဆယ်နဲ့အတူချန်ပီယံလိမှာကစားရနိုင်ပြီးပြီးခဲ့တဲ့လကကာလာရှိန်ဆောင်ဆိုင်ခဲ့ရတဲ့စူပလာအောင်မြင်မှုအပြင်ကာရာဘောင်းဖလားရရှိအောင်ကူညီပေးထားခဲ့သူဖြစ်ပါတယ်။လီဗာပူးအသင်းရဲ့အီဂျစ်သားကြီးမိုဟာမက်ဆာလာကလည်းပရီးမီယာလိချန်ပီယံလီဗာပူးအတွက်လေ33ပွဲမှာသွင်းဂိုး28ဂိုးနဲ့ဂိုးဖန်တီးမှု17ကြိမ်ပြုလုပ်ပေးထားတာကြောင့် PFA ရဲ့တနစ်တာအကောင်းဆုံးကစားမဆုရရှိဖို့ရေပန်းစားနေခဲ့သူပါ။ဒါကြောင့်လည်းဒီဟာဒီရဲ့အကောင်းဆုံးပရီးမီယာလိကစားမ9ကိုမေးမြန်းခဲ့ရမှာရေယုံနီကအဆင့်9နေရာမှာဘရူနိုဖာနန်နဲ့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ United ကကောင်းမွန်တဲ့ရာသီကိုမပိုင်ဆိုင်ခဲ့တာသိတာပေမဲ့သူကဆက်ပြီးဂိုးပါဝင်ပတ်သက်မှုတွေလုပ်ပေးနိုင်ခဲ့တဲ့ချိန်စွမ်းအထင်ကြီးဆုံးကစားသမားပါ။အဲဒါကြောင့်ကျွန်တော်နံပါတ်9နေရာအတွက်ဘရူနိုကိုရွေးပါတယ်။နံပါတ်4ကတော့မော်ဂန်ကေဝိုက်ပါ။သူက Forward အတွက်ထူးခြားဆန်းကျင်တဲ့ရာသီကိုပိုင်ဆိုင်ခဲ့တယ်လို့ထင်ပါတယ်။ဂိုးတွေဖန်တီးပေးတယ်၊သွင်းယူပေးတယ်။သူတို့အသင်းရဲ့အဓိကကစားသမားဖြစ်နေခဲ့တယ်လို့ထင်ပါတယ်။တတိယနေရာမှာတော့ကိုပါမှာပါ။သူကရာသီအစာပိုင်းကလို့အခုနောက်ပိုင်းဂိုးတွေမသွင်းနိုင်ခဲ့ဘူးဆိုတာသိပေမဲ့သူကဒီရာသီမှာချဲလ်ဆီအတွက်တကယ်ကိုလွှမ်းမိုးမှုရှိတယ်လို့ထင်နေတော့ပါပဲဒုတိယနေရာမှာတော့နျူကာဆယ်ကအီဆက်ကိုရွေးပါတယ်သူကဗတ်ပေါင်းစုံကစားပုံသွင်းဂိုးတွေဘောလုံးဝဲကသွင်းဂိုးတွေလည်းပါဝင်မယ်ဆိုတာသိတာပါတယ်ကျွန်တော်ရဲ့နံပါတ်1ရွေးချယ်မှုကတော့မိုဟာမက်ဆာလာပါပြီးခဲ့တဲ့နှစ်အနေငယ်အတွင်းသူ့ရဲ့စွမ်းဆောင်ရည်ကအရန်ကောင်းခဲ့တယ်လို့ထင်ပါတယ်ဒီရာသီမှာလည်းနောက်ထပ်တစ်ချိန်တပဘူးကိုစူပလာစီဦးဆောင်ပေးနေတဲ့မြောက်ဦးဖြစ်နေတဲ့ပုံပေါ်ပါတယ်ဆိုပြီးတော့ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်